ဦးထွန်းလွင်တို့ပြည်တွင်းမှာရှိတဲ့ဦးထွန်းလွင်တို့လိုပညာရှင်တွေပြည်ပပညာရှင်တွေလုံးဝမလုပ်ဖို့တတိပေးထားတဲ့မြစ်စုံမင်းအောင်လှိုင်ကတူအာနာရရေးအတွက်ချနှင်းပြီးတော့လုပ်ဖို့လုပ်နေတယ်ဒါကိုမကန့်ကွက်တဲ့အပြင်နော်အလိုတူအလိုပါလုပ်နေတဲ့ကောင်တွေကိုကြည့်လိုက်စစ်တပ်ထောက်ခံတဲ့ကောင်တွေပြောရင်တိုင်းပြည်ချစ်တာလို့ဘာချစ်တာလို့ညာချစ်တာလို့သူတို့ပါဇက်ကလောက်ပြောတာမရှိဘူးနော်အခုတကယ်တိုင်းပြည်ရဲ့အရေးအေယာဝတီဆိုတာတိုင်းပြည်လုံးရဲ့အရေးကြီးနော်မြန်မာနိုင်ငံမြေပေါ်ကအလဲကောင်တက်တဲ့ကနေခါးလက်ပိုင်းဖြတ်ပြီးစီးဆင်းထားတဲ့ရေချိုရတဲ့မြစ်အဲ့ဒီမြစ်မှာမြစ်စုံဆောက်ပြီးတော့တရုတ်ကိုအကုန်လုံးရောင်းစားမဲ့ဟာကိုမကန့်ကွက်တဲ့အပြင်ဒီမှာကြည့်ကြော်မျိုးနွားဘာပြောထားတဲ့ကြည့်ပါမှာဆိုရထုတ်တဲ့စီမံကိန်းကိစ္စဒါလည်းကျွန်တော်နည်းနည်းလန့်တယ်ဟုတ်တယ်ကျွန်တော်နည်းနည်းလန့်တယ်အဲ့ထုတ်ပြကြကျွန်တော်တော်လန့်တော့ပါတယ်ကျွန်တော်ပါဝင်တော်တော်များလန့်ရတယ်လို့ယူဆတယ်ဒီထုတ်ပြကြတယ်ပြင်းထန်တယ်ဒါပေမဲ့လိုအပ်လို့ထုတ်တယ်လို့လည်းကျွန်တော်ပြောမှလို့ဖြစ်တယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့မနေ့က16ရက်ထွက်လာတဲ့စားဆောင်မြို့သားကောင်ဝင်လူကြီးကောင်စီရဲ့မိတ်ကျွန်းစာမှတ်914မြေတောင်2025ထွက်လာအဲ့စာလွင်ရဘာလဲဆိုစီမံကိန်းနဲ့ပတ်သက်ရင်စီမံကိန်းနဲ့ပတ်သက်အစိုးရထုတ်ပြစီမံကိန်းနဲ့ပတ်သက်တန့်ကွက်ရင်ထောက်ထားရှိခိုင်းမှာကမကိုင်မခဏမခဏကောက်ရတယ်ဆိုလို့ရတယ်ဟာကြောက်စရာကောင်းတယ်သူ့စာတိုင်းရင်ဖတ်ပြမယ်မြို့သားကောင်ဝင်လူကြီးကောင်စီကပြောင်းစုအဆင့်အဖွဲ့အစည်းများကြောက်စရာကောင်းတယ်အော်မင်းကြောက်တယ်ပေါ့အဲ့ဘာမင်းကကြောက်မှာဖေခွာချခံထိထားတာပေါ့ကျော်မျိုးမင်းကငါနေတခါနဲ့ပုံစံပေးထားတဲ့အတွက်ကျွတ်သွားတာနော်အဲ့တော့တည်းကလုံးဝကလန်ကဆန်ပြီးတော့နောက်ဆုံးဘာမှစောင့်စစ်မရှိတဲ့ဘူးလက်ကိုတောင်မှပြိုင်မကလန်ရဲတော့ကြမ်းခိုင်ရေးပါတီဆိုတဲ့စကားကိုတစ်လုံးစထိတ်ကလေးကြီးကလေးလှုပ်လို့ဘူးလက်ကဘိုင်နှိမ့်တက်ပြီးတော့နာမည်နဲ့ကြိုင်တယ်တိတ်ကြော်မျိုးမင်းစတောက်တန်လုံးဝမထွက်တော့ဘူးပထွေးကြအသေးကြောက်ထိချကန်ဒီမှာဟုတ်အခုလည်းအဲ့လိုပဲမင်းတို့ကြောက်ရင်ကြောက်မင်းတို့အမိတ်ကြော်ညာစာလောက်မပြောနဲ့မင်းတို့စစ်ခွေးနေတာမှဝင်ပစ်ပြီးတော့စခန်းသိမ်းနေတဲ့ကောင်တွေကစောက်ကြီးကိုမဆိုင်ဘူးရှင်းလားဟိုဘာကန့်ကွက်ရင်ဘာလုပ်မယ်ညာလုပ်မယ်မင်းတို့ပြည်တွင်းထဲမှာရှိတဲ့မြို့လက်ကောင်မှာရှိတဲ့မင်းတို့တနက်ပြောင်းမှာရှိတဲ့ဘာမှလက်နဲ့မရှိတဲ့ပြည်သူတွေမင်းတို့သွားချိန်ကြလို့ရလိမ့်မယ်နော်တနိုင်ငံလုံးတော်လှန်ရေးအတိုင်းဝိုင်းကဘလောက်ထိနေမြေပိုင်ထားပြီလဲအဲ့ဒီမြို့တွေမှာသွားပြောလေအဲ့စကားကိုအဲ့ဒါပဲသိလားနော်အခုမင်းအောင်လိုက်ကိုယ်တိုင်ကြီးညာထားတာဘယ်နှမြို့လဲမြို့ပေါင်း60ကျော်တယ်မလားအဲ့ဒါမင်းတို့အရှုံးဒါစစ်ဘယ်ရဆိုင်နေတဲ့မြို့တွေမပါသေးဘူးနော်မင်းအောင်လိုက်ကြီးညာထားတဲ့မြို့ပေါင်း60ကျော်ကလုံးဝလက်လွတ်ထားတဲ့မြို့တွေဟုတ်တယ်နော်တိုက်ပွဲဖြစ်နေတဲ့ကြောက်ဖြူလိုမျိုးဒီလိုမြို့တွေမပါသေးဘူးဘယ်ရဆိုင်နေတဲ့မြို့တွေနော်အဲ့ဒီမြို့တွေမှာတွားပြောလေဟာအရန်ကြောက်ဖို့ကောင်းတယ်စီမံကိန်းကိုကန့်ကွက်ဘယ်လိုဖြစ်သွားပြောလေပြောင်းစုဝင်ကြီးဌာနများတိုက်ပြည်နယ်ဆိုအဖွဲ့များနေပြီးတော့ကောင်စီတို့ကမိတို့အခွင့်အာဏာရလုတ်ကင်ခွင့်ပြုသည့်အကောင့်တွေပေါ်စောသည့်လုပ်ငန်းများတွင်မိမိတို့အခွင့်အာဏာအရာလုံပိုင်ခွင့်ပြုတည်မင်းမဲ့လေအဲ့ဒီကိုမေကိုလိုးတွေကိုဘသူကလုံပိုင်ခွင့်ပေးထားငါ့ကိုပြောလက်ရှိမင်းအောင်နိုင်အပါဝင်အဲ့ကောင်တွေကိုလုံပိုင်ခွင့်ကိုဘယ်ပြည်သူကပေးထားတာလဲဘယ်အဖွဲ့အစည်းကပေးထားတာလဲစစ်တပ်ကခြံစောက်တိုင်းပြည်စောက်ကမဲ့စစ်တပ်ကတိုင်းပြည်ကိုမစောက်ဘဲနဲ့လက်နက်ရှိတယ်ကွာဆိုပြီးတော့ပြည်သူရွေးချယ်ထားတင်မြှောက်ထားတဲ့အစိုးရအဖွဲ့ကိုအတင်းအဓမ္မအာဏာလုထားတာလေရာဇဝတ်မှုကျူးလွန်ထားတဲ့ကောင်တွေအဲ့ဒါအဲ့ရာဇဝတ်မှုကျူးလွန်ထားတဲ့ကောင်တွေကမိမိတို့ရဲ့လုပ်ပိုင်ခွင့်ဘယ်နေရာလုပ်ပိုင်ခွင့်ကိုမေကိုလိုးလုပ်ပိုင်ခွင့်လားစောက်ချက်တွေမရှိဘူးလားထောက်ထားခိုင်လို့မရှိပဲကန့်ကွက်ခြင်းများနှင့်ဆက်လျင်း၍လိုက်နာဆောင်ရွက်ရန်ဒီအမိန့်ကြေညာစာကိုထုတ်ပြန်လိုက်သည်ဆိုတာဌာနဆိုင်ရာတွေဝန်ကြီးဌာနတွေအကုန်လုံးဗျာသက်ဆိုင်အစိုးရရဲ့အမိန့်နဲ့သူအခွင့်အာဏာတွေလုပ်ကိုင်မှုတွေအကောင့်တွေလုပ်ငန်းတွေနဲ့ပတ်သက်ရင်ထောက်ထားခိုင်လို့မရှိပဲကန့်ကွက်ခြင်းတွေရှိလာခဲ့ရင်ဝန်ကြီးဌာနဆိုင်ရာလုပ်တဲ့စီမံကိန်းတွေ project တွေမှာအဲ့ဒါတွေကိုကန့်ကွက်တဲ့သူကထောက်ထားမခိုင်လို့နဲ့ကန့်ကွက်မှုရှိလာရင်လိုက်နာဆောင်ရွက်ရန်အမိန့်ကြေညာချက်အထောက်ထားမခိုင်လို့ဆိုတာဘာကိုပြောရလဲဘာဘယ်ဟာကအထောက်ထားခိုင်လို့လားအဲ့ဒါအဖြစ်ပဲကန့်ကွက်ရင်ဖမ်းမယ်လို့ပြောလိုက်ပြီးတော့လေဘာဖြစ်လို့ဖာကြနေလဲယောက်ျားရှင်းမာကြီးတွေကနေဖာကြတာမကောင်းဘူးကွာနော်ကန့်ကွက်တဲ့ကောင်ဖမ်းမယ်ပြီးပြီရှင်းလေအဓိကရည်ရွယ်ချက်ကဒီဟာကိုဘာဖြစ်ပြောလဲကန့်ကွက်တဲ့ကောင်ဖမ်းမယ်ဘ누구ကိုဖမ်းမှာဖမ်းလို့ရတဲ့ကောင်ဖမ်းမယ်ဖမ်းလို့မရတဲ့ကောင်မတိကျအောင်ဆောင်းနေမယ်ဟုတ်တယ်နော်ဖမ်းလို့မရတဲ့ကောင်ဘာလုပ်လဲမတိကျအောင်ဆောင်းနေမယ်ဖမ်းလို့ရတဲ့ကောင်ဘာလုပ်လဲဖမ်းမယ်အထောက်ထားခိုင်လုံနိုင်မခိုင်လုံဘာပဲခိုင်လုံနေပြမခိုင်လုံပြောမှာပဲလေမဟုတ်ဘူးလားအဲ့တော့ဖမ်းမှာဘ누구ဖမ်းမှာလဲရန်ကုန်တို့မန္တလေးတို့နေပြည်တော်တို့သူတို့တနက်ပြောင်းရှေ့ရောက်နေတဲ့ပြည်သူကိုပြောတာစကိုင်းတို့တနင်္သာရီတို့ကချင်တို့ရခိုင်တို့သွားပြောလေတန့်ကွက်လူဖမ်းမယ်လို့သူများကြတော့ဗ UNG ကဘာဖြစ်လဲဟာတာအပြောင်မြောက်ဆုံးစကားကိုပြောအခုမင်းတို့မှဟာတာမင်းတို့ဟာတာဟိုတော်ဟာတာမြောက်တဲ့ဟာတာနော်ထုတ်ပြန်သည်ဆိုပြီးတော့စထုတ်ပြန်နောက်တစ်ချက်ကျတော့ဘာပြောလဲဆိုတော့ပြောင်းစစ်အဖွဲ့အစည်းများပြောင်းစုဝန်ကြီးဌာနများတိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့များနေပြည်တော်ကောင်စီတို့ကမိမိအခွင့်အာဏာအရလုတ်ကင်ခွင့်ပြုသည့်လုပ်ငန်းများစာချုပ်လာကြိုင်မိမိအခွင့်အာဏာဘာအခွင့်အာဏာလဲကိုမင်းကိုလိုးတဲ့အခွင့်အာဏာလားလို့ဟုတ်လားမင်းတို့မှအခွင့်အာဏာကိုမင်းကိုလိုးခွင့်တစ်ခုပဲရှိတယ်ဘာဖြစ်လို့လဲအမိတ်ပေးအကုန်လုပ်တာဟုတ်တယ်နော်လက်ရှိမင်းတို့ဝန်ကြီးဌာနမှာဆိုတဲ့မင်းအောင်နိုင်အောက်မှာနေတဲ့ကောင်တွေကအမိတ်ပေးအကုန်လုပ်ကြတာမဟုတ်ဘူးလားဟုတ်တယ်မလား
တော့မင်းတို့ကခွင့်အာဏာကိုမေကိုလိုးတဲ့ခွင့်အာဏာမရှိမအောင်ဟောင်းနေတော့အမိတ်ပေးအကုန်လုံးမဟုတ်ဘူးလားမင်းတို့ဘယ်ပြည်သူမှအခွင့်အာဏာမပေးထားဘူးလေဘယ်ပြည်သူမှအခွင့်အာဏာမပေးထားခံရတဲ့ကောင်တွေကကိုယ့်ကိုအာဏာသိမ်းပြီးနိုင်ငံအာဏာကိုလူနေတာ9နှစ်ရှိပြီနော်ကြီးရင်လေတက်မတော်ကြီးကိုပေါင်ပိုင်စီးတယ်စစ်တီအင်အား9သိန်းအရန်အင်အား2သိန်းကျော်နော်ခင်ဗျလက်နက်ပေါင်းများစွာဘတ်ဂျက်ရန်ပုံငွေတန်းနဲ့ချီဒါတွေအားလုံးကိုပေါင်ပိုင်စီးပြီးအာဏာလူတာဘလို့ရှိရတယ်လက်တုံးချောင်းထောင်ထားတဲ့ပြည်သူရှိရဒီနေ့ထိမရသေးဘူးလူလို့ဟမ်အဲ့ကောင်တွေကဘာသူတို့ကလုတ်ပိုင်ခွင့်အခွင့်အာဏာဟုတ်လားဟုတ်ငါမေးတာကျွန်တော်မေးတာမှားလာခဲ့ဟုတ်တယ်လေသူတို့ကဘယ်သူမှလည်းမရွေးချယ်ထားဘူးဘယ်သူမှလည်းမတင်မြှောက်ထားဘူးဘယ်သူမှလည်းအခွင့်အာဏာတွေမပေးထားဘူးသူတို့ဘာလုပ်နေရလဲဒီစစ်တပ်ကြီးကိုမောင်ပိုင်စီးပြီးအာဏာလုနေတာအဲ့လိုအာဏာလုတဲ့ကောင်တွေကမိမိတို့ရဲ့လုတ်ပိုင်ခွင့်အခွင့်အာဏာဆိုတော့ကိုမီကိုလိုးတဲ့ဟာမရှိမှာမသူတို့မှလုတ်ပိုင်ခွင့်ရဟုတ်ဘူးလားကျွန်တော်ပြောရရိုင်းလိမ့်မယ်ဒါပေမဲ့မှားလားရှင်းလေးနော်စာတမ်းမှတ်ပုံတွေလုပ်ငန်းများလုပ်ကိုင်ခွင့်ရသောကုမ္ပဏီဖွဲ့စည်းများနဲ့အခြားသက်ဆိုင်သောကိစ္စရပ်များကိုစတင်ပြီးထောက်ထားခိုင်လုံမှုမရှိထောက်ထားခိုင်လုံမှုမရှိပတ်သက်ဆွေးနွေးမှုမရှိပဲကန့်ကွက်ခြင်းများဖြစ်ပေါ်လျက်ရှိပါသည်တိုးတိုးကန့်ကွက်ခြင်းများသည့်လုပ်ငန်းများကိုနှောင့်နှေးကြန့်ကြာစေခြင်းနိုင်ငံတော်၏ရင်းနှီးမြှုပ်နှံမှုမြင့်တင်ခြင်းကိုအဟန့်အတားဖြစ်စေခြင်းမလိုလားအပ်သည့်အန္တရာယ်ဆောင်ဖြစ်ပေါ်စေခြင်းတို့ကြောင့်နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များကိုထိခိုက်နှောင့်နှေးစေနိုင်ကြောင်းစစ်စစ်တွေ့ရှိရပါသည်နော်ပြောရတော့ဝန်ကြီးဌာနဌာနဆိုင်ရာတည်းကခွင့်ပြုမိတ်နဲ့လုပ်နေတဲ့အလုပ်တွေတော်တော်များများနော်အထောက်ထားခိုင်လုံမှုမရှိပဲပတ်သက်မှုဆွေးနွေးမှုမရှိပဲနဲ့ကန့်ကွက်တဲ့သူတွေအများကြီးရှိနေတယ်အဲဒါကြောင့်မို့လို့အဲ့လိုကန့်ကွက်နေကြတဲ့အကုန်လုံးဟာလုပ်ငန်းကိုနှောင့်နှေးကြန့်ကြာမှုဖြစ်တယ်နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှုမြင့်တင်ခြင်းကိုအဟန့်အတားဖြစ်တယ်တိုးတက်ရတဲ့ကြောင့်ကိစ္စတွေမှာဝင်ကောက်အလင်ကဆက်လို့ရသိတယ်မလား10တန်းမှာအလင်္ကာတွေဆက်ကြတယ်မလားဟုတ်တယ်မလားကန့်ကွက်တဲ့ကောင်ကိုဖမ်းမယ်ဟုတိုက်ရိုက်မပြောပဲအထောက်ထားမခိုင်လုံပဲကန့်ကွက်တဲ့လူရှိလျင်ဖမ်းဆီးအရေးယူတရားစွဲမည်ဟုဖာကြစွာတဲဝိုက်ပြောတော့ကြောင့်ဝင်ကောက်ဟုတ်တိအလင်္ကာမြောက်ပါသည်နော်10တန်းစာမိုးပဲမှာလေအဲ့လိုဝင်ကောက်ဟုတ်တိအလင်္ကာတွေပဲစက်ကြတယ်မလားအဲ့လိုပဲနော်ကန့်ကွက်တဲ့ကောင်ကိုဖမ်းမယ်ပြောဘယ်သူဖမ်းမှာလဲဖမ်းလို့ရတဲ့လူကိုဖမ်းမှာဖမ်းလို့မရတဲ့လူကိုဖမ်းလို့မရတော့မတိအောင်စောင်းနေမယ်ဟာဘယ်တရားလူတွေကိုဖမ်းမှာလဲသူတို့တနက်ပြောင်းချေရောက်နေတယ်ဘာမှမရှိတဲ့လောင်းတစ်ချီလီတစ်ချောင်းပဲရှိတဲ့ပြည်သူကိုဖမ်းမှာတနက်ကင်ထားတဲ့ကောင်တွေတနက်ကင်ထားတဲ့ကောင်တွေ့ရင်တော့ပြေးတာပေါ့ဟမ်မဟုတ်လားအဲ့လိုမလားမင်းတို့ထုတ်တဲ့အမိတ်ကြီးအဲ့လိုမလားအဲ့ဒါဖြစ်ပြီးတော့အဲ့ဒီလိုက်စားမှုတွေပါဖြစ်ပေါ်စေတယ်ဆိုတာမျိုးပြောတယ်မလင်းဆောက်ကျိုးနဲ့အဲ့ဒီလိုက်စားမှုတွေတော့ဖြစ်ပေါ်စေတယ်သူတို့ကန့်ကွက်လို့တော်ကောင်းတာနော်တကယ်အဲ့ဒီကင်းတဲ့ကောင်တွေတကယ်အဆူအဲ့ဒီကင်းတဲ့ကောင်တွေဆိုတော့ပြောချင်တာဌာနဆိုင်ရာဝန်ကြီးဌာနတွေကောင်လုပ်တဲ့အလုပ်တွေပုံပြရပြီးလုပ်တဲ့အလုပ်တွေအဲ့ဒီကိုကန့်ကွက်မယ်ဆိုရင်လောနေတာဒါအခုမင်းအောင်လိုင်းတို့ထုတ်တဲ့ဒီအမိတ်ကိုထပ်ပြီးတော့ချိတ်ချောက်ပြီးတော့ပေါ့ဒါဘလောက်ရေးကြီးတယ်ဘလို့တောက်ဖို့ကောင်းတယ်ဘလောက်ဖြစ်တယ်ဘာညာလောတာနော်လောတာမီဒီယာပြည်နယ်လောတာပေါ့ကြည့်မင်းနဲ့ဆိုင်လားနော်မင်းနဲ့ဆိုင်လားပြီးအကောက်ဆိုမင်းနဲ့ဆိုင်လားဆိုင်โอเคမင်းနဲ့ဆိုင်ဆိုပြီးပြီအဲ့လိုပဲမင်းမစပတ်ကိုမင်းနဲ့မဆိုင်ဘေးပဲဆိုတော့ငါလုံးမသားရဲ့ဒါမင်းမဲ့လေးတွေပိုင်တဲ့တိုင်းပြည်မဟုတ်ဘူးဒီနိုင်ငံမှာမွေးဒီနိုင်ငံမှာကြီးတဲ့လူတိုင်းနဲ့ဆိုင်တဲ့ကိစ္စခွဲသားတွေငါပြောရင်မကောင်းတော့ဘူးငါတကယ်ပဲမင်းနဲ့ဆိုင်တာမင်းနဲ့မဆိုင်ဘေးပဲဆိုတော့မင်းမဲ့လီနေရောဆိုင်တာအဲ့ဒါမင်းမဲ့လီနေပိုင်တဲ့တိုင်းပြည်လားဒီနိုင်ငံဟာဒီနိုင်ငံမှာရှိတဲ့နိုင်ငံသားတိုင်းဟာဟိုရခိုင်မှာအနောက်တကားမှာနေတဲ့ရခိုင်တယောက်ဟာလည်းအဲ့ဒီမြစ်စုံနဲ့ဆိုင်တယ်ဟိုမြေပုံချောင်းမှာနေတဲ့ဗိတ်တဝဲသားကလည်းအဲ့ဒီမြစ်စုံနဲ့ဆိုင်တယ်နော်ကချင်ပြည်နယ်မှာနေတဲ့သူကလည်းမြစ်စုံနဲ့ဆိုင်တယ်မှတ်ထားငါလုံးမသားတွေလူကောင်းရတာကြည့်ဝပထွေးတွေလော်တာမင်းကြည့်လောသိလားကိုမေကိုလို့ပြေးမောင်းမရှိဖြစ်တဲ့နေကြရင်အဲ့ဆောက်ခွက်တိုင်းလော်နော်သိလားမင်းနဲ့မဆိုင်ဘေးပဲဆိုတော့မင်းမဲ့လင်ပိုင်းတိုင်းပြည်တာဒီတိုင်းပြည်တာစောက်သေးရစရာကွာငါလုံးမသားငါဟုတ်ကန့်ကွက်တယ်ကွာအဲ့မင်းနဲ့မဆိုင်တော့လဲမင်းကန့်ကွက်တာအထောက်ထားခိုင်းလို့လားမခိုင်းလို့ဆိုတော့မင်းလို့တော့ပြောချင်တာအဲ့တော့မင်းတို့အဲ့လိုလုပ်နေကြတွေကတိုင်းမှာအသိမှုတွေလည်းဖြစ်စေတယ်တိုင်းပြည်တွေတော့သွားတော့လည်းအထားဖြစ်တယ်နောက်ဆက်ဖြစ်စေတယ်နော်ဟုတ်ဘယ်လိုကောင်မျိုးတွေကျွန်တော်စဉ်းစားလို့မရဘူးဘယ်လိုအောင်တော့ဘယ်လိုအတိတယ်ကျွန်တော်အခုဒေါအောင်ဆန်းစုကြည်ကိုကျွန်တော်ချစ်တယ်လေးစားတယ်နော်အမေစုလို့တော့ခေါ်တယ်ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ကိုနိုင်အဲ့ဒီလိုမျိုးပေါက်ပန်း40ဘယံပတ်တာမလုပ်လည်းမလုပ်ပါဘူးဒီလိုလူမျိုးကတည်ပြီးသားဥပမာပြောပြတာနော်လုံလာခဲ့ကျွန်တော်လက်ခံမှာမဟုတ်ဘူးရှင်းလေးပဲမှားနေတဲ့အရာကြီးလွဲနေတဲ့အရာကြီးမဟုတ်တာကြီးကိုမမှန်တာကြီးကိုကျွန်တော်လက်ခံပြီးလို့မရဘူးအခုလည်းတလို့ပဲတလောက်မင်းအောင်နိုင်မဟုတ်ကောလုံတာဦးပြောနေတဲ့ပုံကြီးမဆိုင်ဘေးပဲဆိုတော့ဆိုင်တာဘာလို့ဆိုင်တာလဲဒီနိုင်ငံကအဲ့ဒီတော်မျိုးမင်းတို့အမေတွေတော်မျိုးမင်းတို့မယားတွေမင်းအောင်နိုင်မယားတွေအကုန်စုလာဟဲ့ကဘာကြီးပတ်ပြီးဖာထွက်ခံကြမယ်ဆိုကဘာပတ်ပြီးဖာခံရတဲ့ငွေတွေနဲ့မြစ်စုံနေရဝယ်ထားတာအဲ့ဒါဆိုလို့ရှိရင်တော့ငါတို့လည်းမဆိုင်ဘူးပေါ့ဟုတ်တယ်နော်ဟုတ်တယ်မလားအဲ့ဒါဆိုရင်တော့ငါတို့လည်းမဆိုင်ဘူးနောက်နေ့ကျတော့ဖြစ်တယ်ဘလိုလာတဲ့အဲ့လိုဖြစ်တယ်ပြီးတော့နိုင်ငံတော်တိုးတက်အတွက်ကြောင့်ပြည့်စည်ရတော့ထိုးတယ်လေနှောက်နေတယ်နိုင်ငံတော်ဖိုးတယ်နှောက်တော်တိုးတက်တာစောက်ကျိုးနဲ့တိုးတက်တာနော်ပိုးစုပ်ပတ်ဆက်တိုးတက်တာသိလားစောက်ပြအောင်တိုးတက်တာဟဲ့ဟောအဲ့တော့ပြောတာအဲ့တော့နောက်ချက်ကြတော့တက်ဆိုင်ရာအစိုးရဌာနဆိုင်ရာဖွဲ့စည်းနေတဲ့မိအဖွဲ့အာဏာရလုပ်ငန်းလုပ်ငန်းများစာချုပ်စာတမ်းမှတ်ပုံလုပ်ငန်းများလုပ်ကိုင်ခွင့်ရသောကုမ္ပဏီအဖွဲ့အစည်းများအခြားသက်ဆိုင်သောကိစ္စများနဲ့ဆက်လျင်း၍ထောက်ထားခိုင်မှုမရှိပတ်သက်ဆွေးနွေးမှုမရှိပဲကန့်ကွက်ခြင်းဖြစ်ကြောင်းစစ်စစ်တွေ့ရှိရပါကနော်အဲ့လိုတွေ့ရင်ဆိုရင်သက်ဆိုင်ရာအစိုးရ
ဖွဲ့စည်းနေဖြစ်ရေကောက်မှုထည့်သွင်းစဉ်းစားတော့တယ်မလို့ပဲသက်ဆိုင်လုပ်ငန်းများခွင့်ပြုခြင်းဆက်လက်ဆောင်ရွက်ခြင်းတို့ပြောပြပြီးသက်ဆိုင်လုပ်ငန်းများကိုလည်းဆိုင်းငံ့ထားခြင်းမျိုးဆက်လက်ဆောင်ရလာပြီကျွန်တော်ကဝန်ကြီးဌာနဝန်ကြီးပေါ့ဗျာကျွန်တော်တို့အစိုးရဖွဲ့နေပြီးတော့ကျွန်တော်ဝန်ကြီးရဲ့ EC ဖြတ်တယ်လုပ်ငန်းကိုပေးလိုက်ပုဂ္ဂိုလ် A အဖွဲ့ကရတယ်လို့ပေးလိုက်တယ်အဲ့ဒီမှာတရားအဖွဲ့ကနေပြီးတော့ကောက်ဆိုင်တင်တယ်ကောက်လိုက်ပို့တယ်ပို့တော့ဝန်ကြီးဌာနရောက်နေခဏပြန်ဆက်တော့လို့ဟိုလုပ်ငန်းမင်းတို့လုပ်ငန်းရှင်မင်းတို့ခါနေဟိုကောက်တော့ပြန်နောက်တစ်စီပြန်ဆုံးပြန်ပြန်ပြန်အဲ့လိုက်အဲ့မစနာနေတော့အဲ့စနာနေတော့မင်းမှန်လားမင်းလောက်တာတကယ်မှန်လားမှန်ဆက်လို့အဲ့ထားဆိုင်ပါမှန်ဆက်လို့နော်တန်းကိုမျိုးတက်တက်ဆက်လို့တဲ့နောက်ဆက်လို့ဘာလို့လဲ ကြောက်เสียကြီးနော်ကြောက်เสียကြီးနိုင်ငံမှာဖြစ်ဖို့အတွက်ကိုတီးတန့်ဥတီပေးတယ်နော်ဝင်ကြီးဌာနတွေကနော်အောက်ကပြည်သူကကွယ်တဲ့ဂရုစိုက်တယ်လို့ဆက်လို့ဆိုတဲ့အမိန့်ကိုပေးတယ်ဆိုတော့အဲ့ဒီဝင်ကြီးတွေဖျားတွေလားမမတတ်တော့ဘူးလားမဟုတ်ကျွန်တော်မသိတော့ဘူးအဲ့ဒီမင်းအောင်လိုက်အပါဝင်အဲ့ဒီကောင်တွေဖျားတွေလားဖျားဆိုရင်တော့အမှန်လောက်ပြီးမှာမဟုတ်ဘူးလေဟုတ်တယ်မလားပေါက်ပန်း40အောက်တန်းသားတွေဟာကြီးကိုမှားနေတဲ့အရာကြီးကိုကပ်ပွက်ခွင့်တော့မရှိတဲ့ဘဝဒါကိုခေါင်းဆောင်တင်ပြီးတော့ဘယ်လိုကျွန်တော်တို့တိုင်းပြည်မှာနေရမလဲဟမ်အိုးစိတ်ပြည့်စေကျွန်တော်မင်းမရှက်ဘူးလားဒါကိုပြောမိတာမင်းအဲ့ဒီတရင်ကိုအဲ့ဒီရုပ်နဲ့ပြောတာမင်းစိတ်ထဲကိုတကယ်ဒါဟာရှက်စရာကောင်းမှတကယ်မသိတာလားဟိုအကောင်းတော့ငါမင်းရင်ထဲကိုငါမြင်ကြည့်ရင်ဟိုရှက်စရာကောင်းမှသိတယ်ဒါကြီးကမှားမြင်မှသိတယ်တက်တက်ဒါငါအလုပ်ဆိုလဲစိတ်နှစ်ပြီးလောက်တာလားဒါမှမဟုတ်တကယ်ပဲရှက်စရာကောင်းမှမသိတာလားတကယ်မသိဘူးဆိုတော့မင်းဘဝတကယ်တနာဖို့ကောင်းတယ်အကောင်းပြောတာဟမ်ဒီလောက်ရှက်စရာကောင်းတာမင်းယိုတူရှက်မြင်လို့ရှက်မင်းဦးပြောနေစီအော်ဒီကောင်တလောက်အောက်တန်းကြပါလားဟမ်လုပ်ငန်းလုပ်တွေဆိုင်းငံ့မထားနဲ့ဆက်လို့နော်ရင်းတို့နောက်တစ်ချက်ကရင်းတို့ပုဂ္ဂိုလ်တို့ဖွဲ့စည်းခုကထောက်ခိုင်လို့မရှိပဲလုပ်ငန်းအနှောက်အယှက်ဖြစ်စေရအတွက်၎င်းမတရားအကျိုးများတုံးတရားရယူရအတွက်၎င်းတန့်ကွက်ခြင်းဖြစ်ကြောင်းစစ်စစ်ပေါ်ပါကအဆိုပါတန့်ကွက်သည့်ပုဂ္ဂိုလ်တို့ဖွဲ့စည်းပြီးတက်ဆိုင်ရာတည်ဆဲဥပဒေနဲ့ရေးယူခြင်းခံရမည်တဲ့ဟိနော်ပုဂ္ဂိုလ်တို့ဖွဲ့စည်းခုကထောက်ခိုင်လို့အားပြတ်မှန်တယ်ပြောနေတာနော်အကောင်းပြောကျွန်တော်သူ့ရင်နဲ့တကယ်သိရှင်တကယ်အကောင်းပြောတော့ဒီပဲလုပ်ငန်းအနှောက်အယှက်ဖြစ်စေရအတွက်၎င်းမတရားအကျိုးများတုံးတရားရယူရအတွက်၎င်းတန့်ကွက်ခြင်းဖြစ်ကြောင်းစစ်စစ်ပေါ်ကပါကတန့်ကွက်တဲ့ပုဂ္ဂိုလ်တို့ဖွဲ့စည်းပြီးတက်ဆိုင်ရာတည်ဆဲဥပဒေရေးယူခံရမည်ကဲလှပြီပေါ့ဗျာဝယ်လှပါပြီလောလှပါပြီအဲ့တော့ဌာနဆိုင်ရာတွေခြားတဲ့ project တစ်ခုစီမံကိန်းတစ်ခုကအဲ့ဒီစီမံကိန်းကကန့်ကွက်တယ်ကွာကန့်ကွက်တယ်ခင်ဗျားတို့ကန့်ကွက်မယ်ကြားသေးတယ်အဲ့ကန့်ကွက်တဲ့ခါမှာခင်ဗျားကထောက်ထားမရှိတော့မရှိနဲ့ပါဇက်ကပေါ်တော့ပြောလို့ကတ်ချင်ပြောတကယ်ပေါ့လို့ပဲစားအောက်တန်းသားတွေပဲနော်ဟောစဉ်းစားကြည့်အဲ့နိုင်ငံတော်အဆင့်ဂျာနယ်လစ်တယ်အဲ့ကြည့်အဲ့ဂျာနယ်လစ်ခင်ဗျားတို့မမြင်ဘူးကြည့်တာအဲ့ဂျာနယ်လစ်တယ်ဗျာကြည့်ရှက်လိုက်တာအကောင်းပြောတာသူများနိုင်ငံနေပฏิပါစေနဲ့ဗျာသူတို့ဟာမျိုးဟမ်မြန်မာပြည်ကဂျာနယ်လစ်ဆိုတာသူတို့ဟာမျိုးတော့သေရောမြန်မာပြည်သေရောဟမ်ကြည့်အဲ့ဂျာနယ်လစ်တယ်ကြည့်ညတော့ကြောက်ရတယ်တော့မခိုင်လို့နောက်ကခရိုင်လုံဆိုင်ခရိုင်တူတူပါလည်းမဟုတ်အဲ့တော့အေးအဲ့ဆိုတော့အဲ့ကောင်အေးလုံးဝပြောမရအဲ့ကောင်မှုဖွင့်လိုက်ရှုပ်ဆိုတော့တောက်လာတော့ပွဲလာတော့အဲ့တော့ခက်တာကလုပ်ငန်းနဲ့ဆက်ဆက်တာပြောတော့ကျွန်တော်မီဒီယာတွေပါတော့မသိဘူးပေါ့ဗျာကျွန်တော်မီဒီယာတွေနဲ့ထားတော့လုပ်ငန်းတစ်ခုအစိုးရစီမံကိန်းကိုကျွန်တော်ထောက်ပြမယ်ဆိုရင်ဒီကနေညီမလားမညီမလားကျွန်တော်တို့စဉ်းစားနေရတယ်ဒါပေါ့နေတော့ဟိုဒါနဲ့ညီပါနိုင်လားကျွန်တော်ပြီးတော့နိုင်ငံတော်စီမံကိန်းတစ်ခုလုပ်မယ်အဲ့စီမံကိန်းဒေသတော့ကိုဒုက္ခပေးနိုင်တယ်ခက်ခဲဖြစ်နေလူတွေယာရီမီလူတွေမျက်ရည်ပေါင်းများတော့ဒုက္ခပေးပြီးတော့မှစီမံကိန်းလုပ်တယ်ဆိုပါစို့လုံးရဆိုပါစို့အဲ့ဒါမျိုးလုပ်ခဲ့ရင်ကျွန်တော်အဲ့ဒါယူမတရားဘူးလို့ဆိုလို့ပြောရင်အဲ့တော့ရန်ဥပဒေနဲ့ညှိပြီးနော်ပြောမလားမသိဘူးအဲ့လိုညှိမလားမသိဘူးကျွန်တော်မသိဘူးမီဒီယာဆိုတဲ့သဘောမပါတော့ဟိုကလည်းပြောခဲ့တယ်ပြဿနာကဂျာနစ်ကြတော့ဂျာနစ်တွေတကယ်အလုပ်ကအစိုးရဌာနဆိုင်တွေအလိုက်စားမှုနောက်ကတရားမဝင်လုပ်တဲ့ကိစ္စတွေအစိုးရရဲ့အချို့သောအလုပ်တွေအချို့သောဒီအစိုးရဌာနဆိုင်တွေမှာအချစ်တဲ့ခြားစားဝန်ထမ်းတွေအခြေအနေတွေအလိုက်စားတဲ့ဟာတွေနောက်ကဒီတချို့စီမံကိန်းနဲ့နိုင်ငံတော်စီမံကိန်းတွေရှိမယ်မသိတော့ဘူးထင်ကျွန်တော်တို့ကရဲဝန်ဝန်ထောက်ပြမသိတော့ပြောဆိုရေးသားတယ်လုပ်ရတယ်အဲ့ဒါကျွန်တော်တို့လုပ်ဒါပေမဲ့အခုဒီအားရဆိုကျွန်တော်အဲ့လုပ်ရရမရတော့ကျွန်တော်တို့မသိဘူးဒါပေမဲ့တတိယဥပဒေမှာတော့လုပ်ရတယ်ဒီမှာတော့မသိဘူးပေါ့နော်ဆိုတော့တို့လည်းတော့ဒီစာကြောင့်စားတော့စားတယ်သိရနော်မတရားမှန်ပေါက်လို့ပဲစားမှန်ဗျံပတာမှန်သူကိုယ်လည်းဖြစ်တယ်နော်မတိရမဟုတ်တွေ့လားတိရဲ့သားနဲ့တိုင်းပြည်ကိုဖြစ်နေတာကြည့်နော်အဲ့တော့ကျွန်တော်ထဆဲတာလဲအောင်ကျွန်တော်အနားမှာရှိအစိမ့်နဲ့ကျွန်တော်စားလိုက်ရှင်တော့အကောင်းပြောတာဟုတ်စားရည်ဒါပေမဲ့တို့တော့ကျွန်တော်ဒီနေ့ကလူကြီးကတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်နိုင်ငံတော်ကောင်းတော်တောင်းရှိသူကြီးခဲ့တယ်ဘောကအဂတိကင်းအကျိုးစီးပွားကင်းနဲ့ကိုကိုလက်ပြလုံနဲ့ကိုလက်ပြလုံနဲ့ကိုပြောရမယ်ရှက်စရာမလိုအောင်တတိရှိရှိနဲ့မှန်မှန်ကန်လုပ်တယ်ဆိုရင်ကိုရှက်စရာမလိုအောင်လက်ပြလုံနဲ့တတိရှိမှန်မှန်ကန်မှန်ရာကိုလုပ်တယ်ဆိုရင်ကျွန်တော်ထောက်ခံဘယ်လိုလဲထောက်ခံတိုင်းပြည်တိုးတက်ပဲလို့တက်ခံထောက်ခံကျွန်တော်ထောက်ခံပါနော်ပြောချင်တာခုနဘောင်ထဲမှာနော်တန်းဆိုင်ကဲကောင်းပြီလူမြစ်ဆောင်တိုင်းပြည်တိုးတက်ဖို့ခေါင်းစဉ်တက်လိုက်တယ်ပျက်စီးသွားရင်ဘယ်သူတာဝန်ယူမှာလဲမင်းတာဝန်ခံမလားဟမ်မင်းအောင်လိုက်တာဝန်ခံမလားကြိုးကြလာပြီစေကြီးငလင်လှုပ်လို့ဘယ်လိုလုပ်လဲလောင်မဲ့ရေဒုကနည်းနည်းလေးမဟုတ်ဘူးနော်အထက်90လောက်ပြည့်နဲ့တိုက်တဲ့အညီရေပြီးလောင်လိုက်မှာအဲ့ဒီရေကုဘမီတာပေါင်းများစွာကအောက်ကို pressure ဖိအားလာရင်အောက်မှာကသခိုင်းငလင်ပြက်ရွေ့ကြောကြီးဒါကြောင့်မလို့မိုးလေဝသပညာရှင်ဦးထွန်းလွင်ရဲ့လုံးဝကန့်ကွက်ခဲ့တာလုံးဝလုံးလို့မရဘူးမြစ်ဆုံကကန့်ကွက်တာကိုရိုးကန့်ကွက်တာမဟုတ်ဘူးတရုတ်ပြည်နဲ့ပြည်မှာလုံးခဲ့တဲ့ဆယ်တွေနော်မြစ်ဝါမြစ်တို့စသဖြင့်မြစ်တွေနဲ့ဆယ်တွေနဲ့တခါတည်း projector နဲ့ထိုးပြီးတော့ပြပြီးတော့ဦးထွန်းလွင်ကပြောခဲ့တာမြစ်ဆုံကလုံးဝလုံးလို့မရတဲ့စီမံကိန်းမြစ်ဆုံလုံးရင်မြန်မာပြည်ပြက်မယ်မြန်မာမြစ် ARD မြစ်မှာပြက်သွားမယ်နော်အဲ့တော့အရှိမဘယ်မြစ်တွေကိုလှုပ်ခဲ့လို့ဘလို့တွေမြစ်တွေတိမ်ကောပြီးဘလို့ပြက်ခဲ့ပြီးမြစ်ဆုံကိုလှုပ်လို့မရဘူးဆိုတာကိုရှင်းပြခဲ့တယ်ထိုနည်းတူပဲနိုင်ငံတကာပညာရှင်တွေကလည်းဒီမြစ်ဆုံကလုံးဝလှုပ်လို့မရဘူးအနေအင်မတန်ကြီးတဲ့နေရာ
ဒါကိုရအောင်လုပ်မှမင်းအောင်နိုင်ရအောင်လုပ်မှာပေါ့နော်တရားဝင်ရာဇဝတ်ကောင်ဘဝတွေတရားဝင်ဖြစ်အောင်လုပ်ပေးမြစ်စုံမင်းတို့ပေးလုပ်ခိုင်းနော်တရုတ်က80မြန်မာ20ရမှာစဉ်းစားကြည့်နော်တေးတရုတ်တယောက်မှမသိဘူးမြန်မာပြည်သားရွာပေါင်းရာရှီကမိနစ်ပိုင်းတွင်းကုန်သွားမှာမြစ်ကြီးနားမြို့မိနစ်ပိုင်းနိုင်ပိုင်းတွင်းမြုပ်သွားမှာအောက်က ARD မြို့တောက်လျှောက်မှာရှိတဲ့ရွာတွေမိနစ်ပိုင်းစက္ကန့်ပိုင်းတွင်အကုန်လုံးရာချီရွာပေါင်းရာချီပြောတာနော်လူပေါင်းရာချီပြောတာမဟုတ်ဘူးရွာပေါင်းရာချီကချက်ချင်းမြုပ်သွားမှာဒါကကြိုးကြတယ်မကြိုးကြရင်နော်ဒီတိုင်းတောင်မှဥထုံးလည်းပြောထားတဲ့ထဲမှာရှိပါကပယ်ရန်တွေဟာရေအပွားဆယ်ပိတ်လိုက်ရင်နောက်တစ်ခုရှိသေးတယ်ဥထုံးလည်းလို့မှန်းထားတာ2025နော်2030ထိလားမသိဘူးမြန်မာနိုင်ငံမှာမိုးခေါင်မယ်အထူးသဖြင့်အဲ့ဒီမြောက်ပိုင်းမှာမိုးခေါင်မယ်မြန်မာနိုင်ငံမြောက်ပိုင်းဟာမိုးခေါင်မယ်အဲ့ဒီအတွက်မိုးခေါင်လာတဲ့ရေနေပြီရေနေတာတဲ့ဆယ်ရလှောင်မယ်ဆယ်လှောင်လိုက်တဲ့အတွက်အောက်ကိုရေစီးပိတ်လိုက်ပြီးတော့အခါအတဲကရေစီးရေလာအကုန်ပိတ်ဆို့နေတဲ့ ARD မြစ်ကြီးဟာအခုလိုရေပိတ်လိုက်ရင်သွားပြီပေါ့ဟမ်အဲ့ဒါယူမရရအောင်လုပ်မှာ ARD ကပေါ့တင်းမဟုတ်ဘူး ARD အနီးရဲ့အရေးမဟုတ်ဘူးဟိုတိုင်းသားတွေအရေးမဟုတ်ဘူးနော်NLD ရဲ့အရေးမဟုတ်တော့တိုင်းသားတွေအရေးလည်းမဟုတ်ဘူးတနိုင်ငံလုံးလူမျိုးပေါင်းစုံဘာသာပေါင်းစုံရဲ့အရေးနော်တရုတ်ပြည်မှာမြစ်ပေါင်း9ဆင်းရေခမ်းသွားတယ်အဲ့ဒီဆယ်တွေစောက်လို့အရှင်းမလက်တွေ့ဒါကြီးကိုမလော်ကြပါနဲ့မင်းတို့လော်ခြင်းအခြားအောင်လော်ပါကျွန်တော်မျိုးမင်းအကောင့်ပြတာမယုံပါနဲ့မင်းတို့လော်ခြင်းအခြားကိစ္စတွေလော်ဒီလိုတိုင်းပြည်ပြတ်သွားမယ့်အရာကြီးတခုကိုမလုပ်ကြနဲ့အဲ့ဒီစစ်မထုတ်လို့ဒီတိုင်းပြည်မပြတ်သွားဘူးအဲ့ဒီမြစ်စုံဆယ်မစောက်လို့ဒီတိုင်းပြည်ငတ်မသွားဘူးဒါပေမဲ့မြစ်စုံဆယ်စောက်ရင်စိုးကျိုးတွေကအများကြီးပဲလေအဲ့တော့မလုံလဲဘာမှမဖြစ်တဲ့ဟာကိုမလုံမဲနေလိုက်တာမကောင်းဘူးလားကြောက်စရာကြီးဒါအကြီးကလေးအာနာမဲဖွဲ့စည်းကောင်းဆောင်တွေကောင်ကတိုင်းပြည်အချိုးစီးပွားအတွက်ခေါင်းစဉ်တက်ပြီးတော့သူတကယ်လုပ်တာကောင်းတာကောင်းတယ်လုပ်တာဖြစ်ရနောက်တစ်ခုကကိုအဲ့ဆိုငါလုပ်မယ်တိုင်းပြည်ကောင်းအကျိုးစီးပွားအတွက်ဟမ်လူတိုင်းကတော့ခေါင်းစဉ်ကတော့ကောင်းတာကိုတက်မှာပေါ့လုံရက်ကိုကြည့်ရမယ်လေတက်တဲ့ခေါင်းစဉ်ကိုကြည့်เสียရမဟုတ်ဘူးလုံရက်ကိုကြည့်ရမှာခေါင်းစဉ်ကတော့လူတိုင်းတက်လိုက်မယ်နော်အခုမင်းတွေကိုငါလာမယ်သိလားမင်းဖေကိုငါကြိုးတုပ်မယ်မင်းမေကိုမထိန်တက်ကျင့်မယ်ပြီးငါခေါင်းစဉ်ဘာတက်မယ်အောင်မေးလို့လေဟာကျော်မျိုးမင်းအဖေတဲ့အမေအမအိမ်တွင်းရဲ့အနိုင်ကျင့်မှုဖြစ်နေလို့ကျွန်တော်ထိမ့်သိမ့်ပေးတာနော်ကျော်မျိုးမင်းအမေကလည်းသွေးသားဆန္ဒအရာလိုအပ်လို့ကျွန်တော်ဖြစ်စည်းပေးတာခေါင်းစဉ်လှလှလေးတက်လို့ရတယ်ဒါပေမဲ့ဘာလို့တာလဲအိမ်ကိုလာပြီးတော့သူမြောက်တက်ပြီးမထိန်လာကျင့်တာလေမထိန်သမားလုံရက်ကိုကြည့်ရမှာခေါင်းစဉ်ကြည့်လို့မရဘူးကျော်မျိုးမင်းရှင်းလားမင်းအဲ့ချက်ရှင်းတာငါမရှိတော့ဘူးနော်ဟုတ်တယ်မလားအခုမင်းအိမ်ကိုလာမယ်မင်းကငါချုပ်မယ်စောက်ဖောက်ကိုထိုးမယ်နော်ပြီးလို့ရှိရင်မင်းမအောင်ငါတက်ကြုံးမယ်ဟုတ်လားပြီးလို့ရှိရင်ခေါင်းစဉ်လေးကိုငါဘယ်လိုပေးမထင်ကျော်မျိုးမင်းတို့လင်မြန်းရံဖြစ်နေလို့ကျွန်တော်ကဂျားထဲကနေဖြန့်ပြပေးတာဗျာကျော်မျိုးမင်းရဲ့ယောက်ျားဖြစ်တဲ့သူဆိုတော့သူကလက်ပါခြေပါပြီးတော့သူ့ကိုကျွန်တော်ထိုးလည်းစုံမပြီးတော့နော်ကောင်းကောင်းအောင်လုပ်ပေးတာသူမိမကြတော့လည်းပဲလင်မြန်းရံဖြစ်ထားတော့လေဟိုမှာသူ့မှာယောက်ျားနဲ့ခင်းကွာလို့ကျွန်တော်ဖြစ်စည်းပေးတာငါခေါင်းစဉ်လှပေးလို့မရဘူးလားဟမ်အဲ့ဒါဖြစ်လို့ပြောတာစကားကိုပြောချင်တယ်ပြောလို့မရဘူးအတိတ်ပဲရှိတာကိုပြောရတယ်လက်တွေ့နဲ့ကိုက်ညီတာကိုပြောရတယ်ပဂတိရှိတရားနဲ့ကိုက်ညီတာကိုပြောရတယ်နော်အဲ့နိုင်ငံကောင်းမှုအတွက်လုပ်တာလူတိုင်းကတော့နိုင်ငံဖြစ်စည်းလို့လုပ်ဘယ်သူကပြောမလဲဟမ်ကလုံးမှုသောလဲဘုရားအောင်ဆောင်တက်တာတိုင်းပြည်ကောင်းမှုပြောခဲ့တာပဲဟုတ်တယ်မလားရှင်းရှင်းလေးပဲဘယ်သူမှတော့နိုင်ငံကိုဖြစ်စည်းဖို့ငါလုပ်တယ်ဘယ်သူမှမပြောဘူးနော်ရှင်းရှင်းလေးစတန်ဦးစင်နဲ့ကောင်းမြတ်ကြီးနိုင်ငံကောင်းမှုကိုပြောတာပဲအဲ့တော့ပြောတဲ့ခေါင်းစဉ်ကိုလက်ခံပေးရမှာလားအကျိုးစီးပွားမရှိမပတ်သက်ဖြစ်ရပြီးရင်ပါလဲဆိုတော့ကိုအဂရိယာကင်းကင်းတန်တန်ရှင်းရှင်းလက်ပြလုံးလုံးအဆက်တရားရှိရှိနဲ့ရေရောလုပ်တာဆိုရင်တော့လက်ခံသူကကျွန်တော်တို့ဘုံညောင်ညောင်ကိုပဲသိတယ်နိုင်ငံခေါင်းတော့မကလို့သူဖြစ်အကုန်လုံးကိုသိတယ်ကိုမဟုတ်တာလုပ်တာလားဟုတ်တာလုပ်တာလားကိုစိတ်ထဲမှာအလိုလိုက်ပြီလားလိုက်ရောပြီလားကိုသိတယ်ဘယ်သူမှမဖြစ်ချင်ဘူးလို့ကိုပဲကျင်းလိုက်ကိုပဲတိုက်တယ်သစ္စာဆိုကိုပဲသိဒါပဲကျွန်တော်ဘာပြောမလဲရှင်းရှင်းလေးလုံးတင်လုံးထိုက်တာကိုအကုန်လက်ခံတယ်ကျွန်တော်အဲ့ဒါမဟုတ်ဘဲနဲ့စကလေးကကိုပေးခြင်းတဲ့လူပေးတာကိုလှုပ်စေခြင်းတဲ့လူလှုပ်ခိုင်းပြီးတော့ကိုဖြစ်စေခြင်းတဲ့ຢာဝယ်လှုပ်ခိုင်းပြီးတော့ဟုတ်လားမဟုတ်လားတိုက်တယ်မတိုက်တယ်ဘယ်သူညိမစိတ်ဝင်စားဘူးကွာတိုက်ပြီးဘာဖြစ်ဖြစ်ကွာဆိုဆက်လှုပ်လို့ကတော့အဲ့ကြိုင်တော့ကျွန်တော်လည်းပုံနဲ့ပြောဝယ်တဲ့ချက်ဆက်ဝင်သွားမှာပဲကိုလည်းပြောဒါကျွန်တော်လုပ်တယ်အဲ့တော့ဒီညမှာအစိုးရရဲ့လုပ်ရကိုကျွန်တော်ခဏမှန်ကန်နေကြည့်ကြတယ်လက်ပြလုံးနဲ့တကယ်ပါဖြစ်တယ်ဆိုလုပ်ပါကျွန်တော်တို့ထောက်ခံတယ်အားမပြောဘူးသူလည်းပြောကျွန်တော်လုပ်ဒါပေမဲ့အကျိုးစီးပွားပါလာပြီးအဂတိဖြစ်လာပြီးမတရားတွေရှောက်လာပြီးလူတွေမျက်နှာမျက်ရည်ပေါက်ချင်းကြောက်ဖြစ်လာပြီးထားသားမျိုးလားဒါပြောဒါတွေကကျွန်တော်တက်တက်ပြောအဲ့ဒါလိုက်ဆိုတော့ကျွန်တော်လည်းပုံနေပြန်တော့ကျွန်တော်တို့ယူထားတဲ့တာဝန်ကိုကလေးက journalist ဖြစ်တယ်ဒီလိုကိုထမ်းဆောင်လိမ့်မယ်ဒါကျွန်တော်ပုံနေအဲ့တော့လူကြီးတွေနဲ့ဒါသူစဉ်းစားဖို့စဉ်းစားနေရတော့တိုင်းမှာရှစ်ခေတ်ဆက်တချို့ project တွေကဒါသူတို့စဉ်းစားဖို့စဉ်းရှစ် project တွေကတိုင်းပြည်ပဲကောင်းအောင်လုပ်ခဲ့ပါလျက်နဲ့ဒါသူတို့စဉ်းစားမှာမဖြစ်ပါဘူးဗျာကောင်းအောင်လုပ်နေပါလေလုပ်ခဲ့ပါလျက်နဲ့ကိုကကန့်ကွက်ဒီကကန့်ကွက်ဟိုလူကနောက်ချက်ဒီကနောက်ချက်လို့နောက်ဆုံးစိတ်ညစ်ပြီးတော့မလုပ်တော့ဘူးကွာရပ်သွားတာမျိုးရပ်သွားတဲ့စီမံကိန်းကောင်းရကောင်းချောင်းစီမံကိန်းတွေတော်တော်များရှိတယ်အဲ့ဒါအဲ့ဒါဆိုငါမေးကြည့်ဦး NLD အစိုးရတက်လာတော့စာအုပ်ထဲမှာတိုင်းပြည်ရဲ့ဘန်နာကိုထုတ်သွားတာတရားအစင်းပေါင်း400ကျော်မြေပြင်မှာတစ်စင်းမှစောင့်မထားဘူးအဲ့ဒါကြီးအကန့်ကွက်လို့လားဟမ်နိုင်ငံတော်ဘန်နာနဲ့ဝယ်ထားတဲ့နိုင်ငံဒီတန်တမန်တွေလာလို့ရှိရင်အသုံးပြုမဲ့တကက်
ကဘာကျော်ကအစည်းပေါင်း100ကျော်စစ်တပ်ကူတော်နဲ့ဖွဲ့ပြီးတိတ်ထမ်းတာကန့်ကွက်လို့လားမင်းတို့ကောင်လည်းအားလုံးကတခိုးကြီးပဲဟာကြီးကိုလူလိန်နဲ့တခိုးတွေကြီးပဲလေဒါပေမဲ့အဲ့ဒီကောင်တွေပါဇက်ကငါတို့ခိုးပါတယ်ငါတို့လိန်ပါတယ်ပြောဘူးလားအခုလည်းဒီလိုပဲလေဒါပေမဲ့လောက်ရက်ကိုကြည့်လေဖြစ်တည်လာမှုကိုကြည့်ဒီမြစ်စုံမစောက်လိုက်လို့မြန်မာပြည်သားတွေမငတ်သွားဘူးမြန်မာပြည်မီးပိန်သွားဘူးမီးလိုချင်တာလားမီးလိုချင်မြစ်စုံစောက်မှဖြစ်မှာလားနော်လိုက်ရေခိုင်းအားနဲ့ရောလက်စစ်ထုတ်လို့မရဘူးလားနေအောင်ကြီးစွိုင်းနေအောင်လက်စစ်ထုတ်လို့မရဘူးလားဒီမြစ်စုံမှာဆယ်သွားစောက်မှပဲမြန်မာပြည်ကအသက်ရှင်တော့ဘူးလားဟမ်ဒါကြီးကိုမင်းတို့မကန့်ကွက်နိုင်လို့မင်းတို့အခုကြောက်ကောင်းပြီမင်းတို့ကပြည်တွင်းမှာနေတဲ့စစ်တပ်ကိုထောက်ခံတယ်မင်းအောင်နိုင်ကိုထောက်ခံလို့မင်းတို့မကန့်ကွက်နိုင်ပါစပ်ပိတ်ပြီးနေတယ်ကွာနော်ကျွန်တော်ကြုံမှုမှာပါကျွန်တော်တတိထားမိတဲ့လူရှိလိမ့်မယ်တော်လန်ရေးဘက်ကဖောင်းတဲ့အရာတစ်ခုခုပေါ့နော်ဟိုဒါကျွန်တော်ဘာလို့တော့မသိဘူးနော်မှားတဲ့လွဲမှားတဲ့အရာကျွန်တော်တော်လိုင်းဘက်ချမ်းရပါဗျာလူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အဖွဲ့အစည်းပဲဖြစ်ဖြစ်တခုခုလွဲမှားတဲ့အရာလုပ်နေကျွန်တော်ဘာထွက်ပြောတာတွေ့တယ်ထွက်ဖာဘူးလားမဖာဘူးတယ်မတိအောင်ဆောင်းနေလိုက်တယ်ဘာဖြစ်လို့လဲကြည့်တဲ့သူတွေစုံပြတ်သွားလိမ့်မယ်ကိုယ့်ဘက်မို့လို့မပြောချင်ဘူးဒါပေမဲ့မှားနေတဲ့အရာကြီးကိုမှန်ပါလေလို့တော့ကျွန်တော်ဖာကြိုက်မဖာဘူးအဲ့လိုဖာကြိုက်ဖာရင်ကိုယ့်အဖွဲ့အစည်းကိုဖျက်ဆီးတာပဲကိုယ့်ကိုဖျက်ဆီးတာဖြစ်တယ်လို့ကိုယ့်အဖွဲ့အစည်းကိုဖျက်ဆီးတာအခုကြော်မျိုးမင်းတို့နော်ပြည်တွင်းမှာနေရတယ်တနက်ပြောင်းအောင်မနေရတယ်စစ်တပ်ထောက်ခံတယ်မင်းအောင်နိုင်ထောက်ခံတယ်မင်းအောင်နိုင်ဘာလို့မှန်ပါတယ်ကောင်းပါပြီဒါပေမဲ့ဒီလိုမျိုးတိုင်းပြည်ကိုဖြစ်စေမဲ့အရာမျိုးကြီးလို့တော့ဒီလိုထွက်ပြီးတော့ဖာမကြတင်ဘူးလေဟုတ်လားအသာလေးကြိတ်ပြီးမရှိပါဘူးဒါကြီးကမဟုတ်နော်ငါတော့အတန်တိတ်နေလိုက်တယ်ဒီလိုလေးလောက်နေလေကွာအဲ့ဒါဆိုရင်တော်လေးအခုကမဆိုင်တဲ့ကောင်တွေမကတ်နဲ့ဆိုတော့ဟမ်လုံးဝတော့အနားမှာမရှိလို့မင်းတို့ကောင်မျိုးတွေအပြင်မှာပဲတွေ့နေတာဟုတ်ကြည့်ပြီးတော့ဒါသင်္ကန်းလာရွေးနေနဲ့နှောက်ရှက်တဲ့ကောင်မျိုးနှောက်ရှက်တယ်ဆိုရင်โอเคမင်းတို့နဲ့ဆိုင်တာအမျိုးကျိုးစီးပွားဆိုင်တာတိုင်းပြည်ဆိုင်တာမျိုးကျိုးစီးပွားလားတိုင်းပြည်ကျိုးစီးပွားလားမင်းကျိုးစီးပွားလားဒါမျိုးတော်လားအဲ့လိုမင်းကျိုးစီးပွားတော့မင်းထကတ်ပြီးတော့မင်းမရလို့မင်းတော့ဒုက္ခပြရလို့ဆိုလို့တော့မင်းခံမင်းတော့ထောင်းတော့ဒီပုံမျိုးတော့သူ့လောကတော့ရှေ့ဆက်တော့ဒီပုံမျိုးပဲဘေးတိုင်းခုပြောမလုပ်နဲ့ပေါ့ဗျာမင်းကကိုယ်တိုင်လုံးမလုပ်နိုင်ကောင်းလို့တော့ဘေးတိုင်းကထားလို့အင်းတောင်းတော့အဲ့လိုမရှိပဲအဲ့ကောင်တော့သူသွားအဲ့လိုအဲ့တော့အစိုးရဒီမှာအဲ့လိုစောက်တဲ့စာရတတိရှိတာဟုတ်အချို့စမကြီးတစ်ဘာလုပ်မယ်ပေါ့အဲ့မှာသူများလို့သူကောက်တဲ့ကောင်တပုံကြီးအဲ့ဒါရရှိတယ်ငါကအဲ့စီးပွားရေးလောကမှာချင်းချင်းလေတိုးတွေပတ်ချီပြီးတော့တောက်ကန်ချောက်ပြောတာကျွန်တော်ကန်ချောက်ပြောတာအချို့စီးပွားတွေသူရဖို့ငါရလို့ငါရမယ်ငါမရသူရပါရင်များအောင်ကန်ချောက်လို့လုပ်တာရှိတယ်အဲ့တော့ဒါကိုချိန်ဆစဉ်းစားပြီးတော့ပဲဒီစာကိုထုတ်တယ်လို့တော့ဘယ်လိုဆိုတော့ကျွန်တော်နားလည်ထားပါတယ်ဒါပေမဲ့ကျွန်တော်မှလည်းဘာလို့စဉ်းစားနေရလဲဆိုတော့ तू ဘယ်အောင်ရွေလဲဆိုတော့သူ့ရဲ့သဘောတရားကအတွင်းကြအခြေအနေမသိနိုင်သေးဘူး။နိုင်တဲ့အတွက်ရာနှုတ်ပြည်မထောက်နိုင်သေးဘူး။သို့တော့သူတို့ဒီကောင်းဖို့လုပ်တယ်လို့တော့ပြောရမှာလို့ဖြစ်တယ်။ကောင်းဖို့လုပ်တယ်လို့ကောင်းဖို့လုပ်တယ်ရှေ့ကသင်္ကန်းစာတွေယူလဲလို့ကျွန်တော်ခံမှန်းကြည့်တကယ်စိတ်ပြက်စရာကြီးမြင်တယ်နော်တွေ့တယ်မလားအဲ့တော့ကျွန်တော်ရိုင်းတာအတွက်ကြည့်တဲ့ဗီဒီယိုဖိုင်ကြည့်တဲ့သူတွေကိုတော့တောင်းပန်တယ်ဒါပေမဲ့ဒီကောင်ကအဲ့ထက်ရိုင်းရင်အဲ့ဒီစကလုံးတွေရိုင်းတဲ့စကလုံးရှိရင်ကျွန်တော်ပြောချင်တယ်ဒါကျွန်တော်ပွင့်လင်းပြောတာဒါတော့မိုက်ရိုင်းစတုပ်ပဲ့တဲ့ကောင်မျိုးတွေကျွန်တော်တို့တိုင်းပြည်မှာအင်မတန်နစ်နာတယ်ဗျာတိုင်းပြည်ကျွန်တော်ပြောသလိုကိုယ့်ဘက်ကမို့လို့နော်အမှားနေတဲ့အရာမှားတယ်လို့မပြောချင်ပါစပ်ပိတ်ပြီးနေပြီနားလည်းပေးတယ်ဟောဒါဒီကောင်တွေပါစပ်ပိတ်ပြီးနေအသားလေးအဲဒီကောင်တွေငြိမ်နေနော်နားလည်းပေးလို့ရတယ်ဒါပေမဲ့အခုတော့မှားနေတဲ့အရာကြီးတိုင်းပြည်ပြစ်မဲ့အရာကြီးကိုမှန်တဲ့ပုံစံမျိုး lobby လုပ်ပြီးတဲ့အပြင်နော်မင်းတို့ဆိုင်တာမဆိုင်ဘေးပင်နေဆိုတော့ဟာတေရောပေါ့စဉ်းစားကြည့်စမ်းအဲ့လိုပြောပိုင်ဝင်ရှိတာအဲ့လိုလုပ်ပိုင်ဝင်ရှိလားအဲ့တော့မင်းတို့စစ်တပ်ထောက်ခံတဲ့ကောင်တွေငါတို့ပြောချင်တာကမင်းတို့ကတကယ်ပဲစစ်တပ်ကိုချစ်တာလားဒါကျွန်တော်တို့စစ်တပ်ချစ်တာမဟုတ်ဘူးမှားနေတဲ့အရာလွဲတဲ့အရာကိုမြောင်းနဲ့ကန်ချတာနော်အဲ့တော့ ARD ဆိုတော့တတိုင်းပြည်လုံးရဲ့အရေးပါနော် ARD မြည့်ရခန်းသွားရင်ခင်ဗျားတို့ကျွန်တော်တို့ဝင်းချီးချောက်မှာနော်ပေါ်သေးသေးမဟုတ်ဘူးအဲ့တော့အဲ့ ARD မြစ်ကြီးကိုဒီလိုအနေနဲ့အချိခံပြီးတော့လောက်တာကိုလုံးဝကန့်ကွက်ဆန့်ကျင်